တို့ချစ်ရသူရေမင်းအနေနဲ့အခုချိန်မှာရှေ့ဆက်ရမယ့်လမ်းတွေအတွက်စံတဝါးဖြစ်နေပြီးလမ်းပြောင်းနေလို့ခံစားနေရပါသလားဒီလိုဖြစ်နေတာမင်းတယောက်တည်းမဟုတ်ဘူးဆိုတာကိုသတိရစေချင်ပါတယ်ငါလည်းလမ်းပြောင်းလို့ခံစားခဲ့ရဘူးတယ်ရှေ့ဆက်ရမယ့်လမ်းတွေတည်းစံတဝါးဖြစ်ခဲ့ဘူးတယ်အဲ့ဒီအချိန်မှာငါ့ကိုရှေ့ဆက်ဖို့တွန်းအားဖြစ်စေခဲ့တာကဒီပေနေရဥပဒေသားလေးပေါ့ပေနေရဥပဒေသားဆိုတာဘာလဲညဘက်တွေမှာကားမောင်းရင်ကားရဲ့ရှေ့မီးကငါတို့ကိုပေ200လောက်ထိပဲမီးမောင်းထိုးပြနိုင်တာတဲ့ငါတို့ကရှေ့ဆက်တိုးမှဆက်မြင်နိုင်မှာအလားတူပဲဘဝမှာဘယ်သူကမှအနာဂတ်လမ်းကိုရှင်းလင်းစွာကြိုတင်မြင်ကြရတာမဟုတ်ပါဘူးကိုရှောက်ရမယ့်လမ်းအနာဂတ်ကိုမြင်စေနိုင်မဲ့တခုတည်းသောနည်းလမ်းကရှေ့ဆက်တိုးခြင်းသာဖြစ်ပါတယ်မာတင်လူသာကတော့ကလည်းဒီလိုပြောခဲ့ပူပါတယ်လေကံအုံတစ်ခုလုံးကိုမင်းမြင်ဖို့မလိုဘူးပထမခြေလှမ်းကိုလှမ်းဖို့လိုပါတယ်ဒါကြောင့်ချစ်ရသူရေမင်းအနေနဲ့လည်းဟိုးဝေးကြီးကိုတွေးမှိုင်မနေပဲအခုလက်ရှိအချိန်မှာကိုလို့ရတာတွေကိုလုံးစရာရှိတာတွေကိုအရင်လုပ်ပါမင်းသာရုံကြည်ကြည်နဲ့ရှေ့ဆက်အရှိကိုရဲတင်းစွာဆက်တိုးသွေးတော်လမ်းကမပွင့်လာစရာအကြောင်းမရှိပါဘူးရှေ့ဆက်တိုးဖို့တွန်းဆုံတာတိုင်းဒီပေနေရဥပဒေသားလေးကိုသတိရလိုက်ပေးပါတို့ချစ်ရသူရေမင်းအနေနဲ့အခုချိန်မှာဘယ်ရာကိုမှစိတ်အားသက်သန်မှုမရှိဘူးဘာလို့မှမလုပ်ချင်ဘူးဖြစ်နေလားမင်းရဲ့ခေါင်းထဲမှာဒီလိုအတွေးမျိုးမကြာခဏပေါ်လာလိမ့်ပါမယ်ဘာလို့မှမလုပ်ချင်ဘူးမင်းရဲ့အကောင့်ထဲမှာဒီလိုအမျိုးမကြာခဏပေါ်လာလေးရှိလားသိရင်လည်းဘာမှယူသွားလို့မရမယ့်အတူတူဘာလို့စူးစမ်းရှာဖွေနေတော့မှလဲဆိုပြီးတော့လေဒီတော့အလုပ်တွေကိုစူးစမ်းလုပ်ကိုင်နေကြတဲ့သူတွေကတနေ့တည်းရမှာကိုမတိကြလို့လားသိရင်ဘာမှယူသွားလို့မရဘူးဆိုတာကိုမတိကြလို့ဒီလောက်ထိစူးစမ်းရှာဖွေနေကြတာလားငါတော့အဲ့လိုမထင်ဘူးကိုသိထားသလိုတခြားသူတွေလည်းသိပေမှာပေါ့ဒါဆိုရင်တိတိလျက်နဲ့အလုပ်တွေကိုဘာလို့ဒီလောက်ထိစူးစမ်းလုပ်နေကြရတာလဲအသက်ရှင်ဖို့အတွက်လားဒီထက်ပိုမယ်ထင်တယ်တက်တောင့်တက်တာနေဖို့အတွက်လားဒီထက်ပိုမယ်ထင်တယ်အောင်မြင်ကြော်ကြားဖို့အတွက်လားဒီထက်မကဘူးလို့ထင်တယ်တကယ်လို့အသက်ရှင်ဖို့တက်တောင့်တက်တာနေဖို့အောင်မြင်ကြော်ကြားဖို့အတွက်ပဲဆိုရင်အောင်မြင်ချမ်းသာနေတဲ့သူတွေကဘယ်ကလာပြီးတော့အလုပ်လုပ်နေကြတော့မှလဲကမ္ဘာအချမ်းသာဆုံးစည်ရင်းဝင်နေကြတဲ့ပုံကိုယ်တွေတောင်အလုပ်တွေဆက်လုပ်နေကြတာပဲဆိုတော့ငါတို့မြင်တွေ့နေကြရတာပဲလေအလုပ်ကဒီထက်လေးနဲ့တဲ့အရာတွေကိုပေးနိုင်လို့ဖြစ်မှာပေါ့အလောက်ကငါတို့ကိုဘာတွေပေးနိုင်လဲငါစဉ်းစားမိတဲ့ရောက်တော့အလောက်ကငါတို့ကိုပြန်ပြီးစိန်ခေါ်စေတယ်ကိုထိုးပေါက်ကြော်လာစေတယ်ကိုပြန်စိန်ခေါ်ရတာတွေကိုထိုးပေါက်ကြော်လာရတာတွေကငါတို့ကိုတက်တောင့်တက်တာဖြစ်တယ်လို့မခံစားစေရပါဘူးဒါပေမဲ့ဒါကိုစဉ်းစားကြည့်ပါတကယ်လို့ကိုယ့်ရဲ့လုံနိုင်စွမ်းပေါ်ကိုပြန်ပြီးစိန်ခေါ်နိုင်တယ်ကိုထိုးပေါက်ကြော်လာနိုင်အောင်လှုပ်ဆောင်နိုင်တယ်ဆိုရင်ငါတို့ရဲ့ကိုယုံကြည်မှုပိုတိုးလာမယ်ပို့ပြီးတော့အလောက်ကတဆင်တန်မိုးတွေကိုဖန်တီးလာနိုင်မယ်အဲဒီကနေတခြားကျိုးကျေးဇူးတွေလည်းအများကြီးဆက်ဖြစ်လာမှာဖြစ်ပါတယ်။ဒါကလည်းအောင်မြင်လာလေးအလုပ်တွေကိုပို့လုပ်ချင်လာတဲ့အကြောင်းရင်းတစ်ခုဖြစ်မယ်ထင်ပါတယ်။ငါကတော့အလုပ်ကငါတို့ကိုမသိခင်မှာအကောင်းဆုံးရှင်သန်သွားစီနိုင်တဲ့ဂျားကန်တစ်ခုလိုပဲမြင်မိတယ်။ဒါကြောင့်အလုပ်ကလုပ်ရတာကိုငါသဘောကျတယ်ကိုပြန်စိန်ခေါ်ရတာတွေထိုးပေါက်ကျော်လွှားရတဲ့အချိန်တွေမှာဆိုရင်စိတ်တွင်းရုန်းကန်မှုတွေရရှိတာပေါ့ဒါပေမဲ့ဒါတွေကပဲငါတို့ကိုပူကောင်းတဲ့ငါဖြစ်လာစေခဲ့တာပဲလေချစ်ရသူကြီးမင်းအထဲမှာပူကောင်းတဲ့မင်းရှိနေပါတယ်သူ့ကိုပေါ်ထွက်လာခွင့်ပေးလိုက်ပါမင်းမှာလုံနိုင်စွမ်းနေဖန်တီးနိုင်စွမ်းနေရှိပါတယ်တနေ့မှာတရားမဲ့အတူတူမသေးခင်မှာအလုပ်တွေလွှမ်းလှုပ်ချင်းအဖြစ်တန်မိုးတွေအများကြီးဖန်တီးပြီးအကောင်းဆုံးရှင်သန်ခဲ့ရအောင်လေပေါ့နော်ပေးစာနံပါတ်3ပေါ့ပေးစာ3ကတော့ comfort zone ရဲ့အန်ဒီရယ်တို့ချစ်ရသူရေလူတော်တော်များများဟာဘဝမှာဒီလိုခံစားချက်တွေဖြစ်လာတတ်တယ်နေတိုင်းမတူညီတဲ့လူတွေနဲ့တွေ့နေရတယ်တူညီတဲ့စကားတွေပြောနေရတယ်တူညီတဲ့အလုပ်တွေလုပ်နေရကြာလာတော့လည်းပြင်းရင်ညီငွေလာတယ်စိတ်ဝင်စားမှုရောနေလာတယ်
အရာအလုံးဟာကောင်းမွန်အဆင်ပြေနေပေမဲ့ဘဝအပေါ်မှာစိတ်အားထက်သန်မှုမရှိဘူးဖြစ်နေတယ်။ဘာပဲလုပ်လို့တက်တက်ကြွကြွမရှိဘူး။ဒီလိုပြည့်နေပြီဆိုတော့ငါတို့ဟာ comfort zone လို့ခေါ်တဲ့တက်တောင့်တက်တာဖြစ်စေတဲ့ဇုံထဲမှာကြောက်နေပါပြီ။ဒီဇုံကိုကြောက်နေပြီဆိုရင်ရက်တန့်ခြင်းကငါတို့ရဲ့ပုံမှန်အနေထားတရားလိုဖြစ်နေပြီးပေါင်းနှဲမှုတွေလှုပ်ချင်စိမ့်မရှိဘူးနှိမ့်စတူဝါလှုပ်တွေကငါတို့ရဲ့ကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုတိုက်စားနေပြီးတဖြည်းဖြည်းလေးလံထိုင်းမှန်းလာစေပါတယ်တက်တောင့်တတာဆုံးမှရှိနေပြီဆိုရင်ငါတို့ဘဝရောင်ရဲတိတ်နေွယ်လာကြတယ်။ဘာစိတ်ဖိစီးမှုမှမလိုချင်ဘူး။ဘာဆိုရင်ပူပန်မှုမှမရှိချင်ကြဘူး။တချို့ကပြောတယ်လူတော်တော်များများဟာအသက်အရွယ်ငယ်ငယ်ရွယ်နဲ့အိုကြပြီတဲ့ဆိုလိုတာကတော့လူများစုကတတောင့်တတာဖြစ်စေတဲ့နေဆတူကအလုံးနေမှာပဲကိန်းအောင်နေတဲ့ကြလာတော့အသက်ဆန်းပေါ်မှာစိတ်ဝင်စားမှုမရှိတော့ဘူးစိတ်ကူးအိမ်မက်တွေလည်းမရှိတော့ဘူးဟိုရဲ့လုံနိုင်ရည်တွေရှိမှုတွေအလားလာရှိမှုတွေကိုလည်းစူးစမ်းလို့စိတ်မရှိတော့ဘူးဒီလိုပုံမြင်လေးတစ်ပုတ်ရှိတယ်ဖားတကောင်ကိုပွားဆူနေတဲ့ယူနေအိုးတွေပြစ်ထားလိုက်တယ်ဆိုရင်ဖားဟာချက်ချင်းခုန်ထွက်လာပါတယ်တဲ့ဒါပေမဲ့ယူနေလေးထဲမှာထည့်ထားရင်ဖားဟာတတောင့်တတာရှိနေတယ်လို့ခံစားနေရတဲ့အတွက်ကြောင့်အိုးထဲမှာပဲဆက်ပြီးနေမယ်ပြီးမှအပူချိန်ကိုတဖြည်းဖြည်းမြင့်တင်မယ်ရင်နွေးရဲ့အပူချိန်က80ဒီဂရီရောက်ရင်တောင်ဖားဟာရေထဲမှာပဲဆက်နေပါသေးတဲ့ရေရဲ့အပူချိန်မြင့်တက်လာတာနဲ့မျှဖားဟာပို့ပြီးအားရင်ချိနေလာတယ်ရေနွေးရဲ့အပူချိန်က90ဒီဂရီ100ဒီဂရီရောက်သွားတဲ့ခါမှာဖားဟာအနေရကနေရုံထွက်နိုင်စွမ်းမရှိတော့ဘူးပွက်ဆူနေတဲ့ရေထဲမှာပဲတဖြည်းဖြည်းအသက်ဆုံးရှုံးသွားပါလိမ့်တော့တယ်ဒီပုံမြင်လေးကတော့ငါတို့ကိုဘာတွေပြောပြနေရလဲတတောင့်တတာဆုံးကငါတို့ကိုတတောင့်တတာဖြစ်စေပေးမယ်ဘဝနဲ့ပတ်သက်ပြီးအာမခံချက်မပေးပါဘူးဒါအပြင်ငါတို့ကိုနေထွေးစာတက်လိုက်နိုင်ပါတယ်ဒါကြောင့်ရှင်သန်နေတဲ့၍တော့ကိုစိန်ခေါ်မှုအစ်တွေပန်းနိုင်အစ်တွေသတ်မှတ်ပေးရမှာဖြစ်ပြီးတတောင့်တတာဆုံးကနေမပြတ်ခုန်ထွက်နေရမှာဖြစ်ပါတယ်ဒါမှကိုယ့်ရဲ့အလုံးလုံးနိုင်စွမ်းရည်တွေပြဿနာဖြေရှင်းနိုင်စွမ်းရည်တွေစိတ်ဆက်မပြတ်တိုးတက်နေမှာဖြစ်ပြီးဘဝပေါ်မျှော်လင့်ချက်တွေရွေးချယ်မှုတွေပိုမိုရှိလာမှာဖြစ်ပါတယ်ဒေါက်တာစတီဖန်ဆန်ဂျွန်ဆန်ရေးထားတဲ့ Who Moved My Cheese ငါချိန်ကဲကိုဘသူရွှေ့လိုက်လဲစာအုပ်မှာဒီလိုစကားလေးတစ်ခွန်းရှိပါတယ်ဘဝဟာဘသူဘဝရဲ့အလိုဆန္ဒလျောက်ဖြစ်တည်နေတာမဟုတ်ပါဘူးပြောင်းလဲမှုကအချိန်မရွေးကြာရောက်လာနိုင်ပါတယ်ဒါပေမဲ့ပြောင်းလဲမှုကိုအပြူသဘောဆောင်စွာရင်ဆိုင်မယ်ဆိုရင်ပြောင်းလဲမှုကအသင့်ကိုပိုကောင်းတဲ့ထိန်ခဲလေးကိုတွေ့ရှိပါစေလိမ့်မယ်ဘဝဟာငကိုကလေးကတည်ငြိမ်နေတာမဟုတ်ပါဘူးကိုကရှိုက်ကြီးတငွေကျွန်းနေလို့ပဲဖြစ်စေအခြားသူကိုအပြစ်တင်ညှိသွားနေလို့ပဲဖြစ်စေဒါမှမဟုတ်ကိုပိတ်ထောင်ပြီးအမှန်တရားနဲ့ရုံးထွက်နေလို့ပဲဖြစ်ပါစေပြောင်းလဲမှုတွေကဆက်ဖြစ်နေမှာပဲတခုတည်းသောအမှန်တရားငါတို့တွေဟာပြောင်းလဲမှုမရှိတဲ့အနေအထားအောက်မှာအမြဲဆန်တန်နေရမှာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲဒီလိုဆိုမှတော့ပြောင်းလဲမှုကြာရောက်လာမယ်နေ့ရက်ကိုစောင့်နေမယ်စားကိုယ်တိုင်ကစောင့်ပြီးပြောင်းလဲမှုတွေကိုစတင်လိုက်တာပုံမကောင်းပေဘူးလားတတဆုံးကနေလှမ်းထွက်ခြင်းဟာကိုယ့်ဘဝကိုအခုချက်ချင်းအလုံးစုံပြောင်းလဲပြရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးကိုနေ့စဉ်လုပ်နေကြအလုပ်တွေဖြင့်ကိုစိန်ခေါ်မှုတွေပန်းနိုင်တွေတမတ်ပေးတာမျိုးတင်လုံလေးလာမှုလောက်ကင်လှုပ်ဆောင်တာမျိုးတင်ယူလေးလာထားတာတွေကိုလက်တွေလှုပ်ဆောင်ကြည့်တာမျိုးအစရှိတာတွေအားလုံးကိုတတောင့်တတာဆုံးနဲ့လုံးဝကြောက်ရောက်သွားအောင်လှုပ်ဆောင်ပေးနေတာပါပဲကိုလုံနေတဲ့အရာတွေထက်ကြော်လွန်ပြီးအလုပ်တစ်တွေတင်ယူလေးလာမှုတစ်တွေလုံးရပြီဆိုရင်ငါတို့တွေရဲ့အုံနောက်က အစပိုင်းမှာငင်းဆန်မှုတွေလုပ်လေးရှိပါတယ်ဆက်မလုပ်ချင်တော့တဲ့စိတ်တွေဖြစ်လာပါတယ်ဒါဟာငါတို့အုံထောက်ကအမြဲတစေလက်ခံမှုရရှိတဲ့အချက်လက်တွေထက်ကြုံလွန်ပြီးအချက်လက်တွေကိုလက်ခံရတဲ့အတွက်ဖြစ်ပေါ်လာတဲ့အတုံ့ပြန်မှုပါဒီလိုကာလမှာလက်မလျှော့ပဲဆက်လုပ်သွားမယ်ဆိုရင်အုံထောက်ကအဲ့ဒါတွေနဲ့ကျင်သားရလာပြီဆိုရင်အစပိုင်းလောက်မှာပဲအားစိုက်ထုတ်เสียအစာပိုင်းလောက်အားစိုက်ထုတ်เสียမလို့တော့ပါဘူးဒီလိုနည်းအားဖြင့်ငါတို့ရဲ့တဆုံရဲ့နေနိမိတ်ကိုမပြတ်ချက်ထွင်ပေးသွားလို့ရပါတယ်ကဲချစ်ရသူတွေကိုတဆုံမှာနေနေတာကြပြီလို့ခံစားလာရရင်ဖားကလေးရဲ့ပုံမြင်ကိုသတိရလိုက်ပါနော်တဆုံကငါတို့ကိုနှွေးထွေးစွာတက်လိုက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်